မန္တလေးမြို့ကမိတိုင်အုပ်ကနေပါရှားဘရင်ရဲ့ကောင်စစ်ဝင်ဖြစ်လာသူမန္တလေးမြို့ကမိတိုင်အုပ်ဘဝကနေပါရှားဘရင်ရဲ့ကောင်စစ်ဝင်ရာတို့အထိရရှိခဲ့တဲ့မြန်မာသမိုင်းတွေကထင်ရှားတဲ့ပုဂ္ဂိုလ်တဦးအကြောင်းတင်သိပါသလားသူ့နာမည်ကတော့ Khan Bahadur Haji Ghulam Hassan Shirazi မြန်မာနာမည်ကတော့ဦးမောင်မောင်ကြီးပါသူဟာမန္တလေးမြို့ရဲ့တမာတီမြို့ဝင် Magistrate ဖြစ်ခဲ့တယ်လို့သူဖခင်လိုပဲပါရှားကောင်စစ်ဝင်ရာတို့ကို1929ကနေ1944အထိဆက်ခံခဲ့သူပါစိတ်ဝင်စားစရာကောင်းတာကသူကောင်စစ်ဝင်မဖြစ်ခင်ကမန္တလေးမြို့မှာညနေဆောင်တိုင်းနမ်းမီးတိုင်တွေကိုရေနံစီလိုက်ဖြစ်ရတဲ့အလုပ်သမားတွေကိုကြီးကြပ်ရတဲ့မီးတိုင်အုပ်ဖြစ်ခဲ့ပါတယ်ဒါကြောင့်ပဲဒေသခံတွေကသူ့ကိုမီးတိုင်အုပ်ဦးမောင်မောင်ကြီးလို့ရင်းရင်းနှီးနှီးခေါ်ခဲ့ကြတာပါသူ့ရဲ့မျိုးရိုးကတော့တီဘောမင်းလက်ထက်ကတည်းကမင်းမှုထမ်းခဲ့တဲ့ပါရစီလူမျိုးရှီရာဇီမျိုးရိုးပဲဖြစ်ပါတယ်ဒီပုံမှာဆိုရင်သူ့ကိုပါရှားဘရင်ကိုစားပြုတန်တမန်ဝတ်စုံနဲ့ခန့်ခန့်ညာညာတွေ့မြင်ရမှာပါသမိုင်းကြောင်းအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဦးမောင်မောင်ကြီးအကြောင်းသိသွားပြီဆိုတော့ဗီဒီယိုလေးကို like နဲ့ share လုပ်ပေးသွားပါဦးနောက်ထပ်ဗဟုသုတတွေအတွက် page ကို follow လုပ်ထားဖို့မမေ့နဲ့နော်